ဘာသာလည်းမကြိုက်ပါဘူးတူတူကြိုက်တာပါဦးနဲ့အတူတူကြိုက်တာပါတစ်ဖက်ကမကြိုက်ပါဘူးအေးမထားလိုက်ပါဦးနဲ့တဲ့ကြပြန်ဟိုကြက်ရကြောက်စရာကြီးပေါ့ကွာသဘောကဦးနဲ့ရှက်တာပေါ့မဟုတ်ဘူးသမီးကဘာမှမဖြစ်ဘူးသမီးကလူငယ်ဦးနဲ့သမီးလူပညာချစ်လို့ဟိုအဲ့လိုပဲအောင်မိတာအဲ့ဒါသူများတွေဦးနဲ့သူများကြီးပဲပြောရင်ဦးနဲ့အသက်40လောက်ပဲရှိရတယ်သမီးနဲ့4နှစ်လောက်กว่าပဲသူများတွေချစ်မှာဦးနဲ့ကြည့်အောင်မကြည့်ယူပကောက်ကြည့်အောင်ယူပကောက်ဦးနဲ့60ဖြစ်နေပြီဘယ်လိုလဲမိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ UHS Upload Channel ကအစီအစဉ်တင်ဆက်သူဦးလာရွှေပဲဖြစ်ပါတယ်ဒီ channel မှာတော့နေ့စဉ်ဘဝအတွက်အသုံးဝင်တဲ့အထွေထွေဘုဒ္ဓတွေစိတ်ဝင်စားဖွယ်တဲ့အကြောင်းအရာတွေတခါတလေတော့လည်းရဲစရာဟာတာအကြောင်းအရာလေးတွေကိုပါမျှဝေပေးနေပါတယ်ဒီနေ့မှာတော့အားလုံးစိတ်ဝင်စားမယ့်အကြောင်းအရာတစ်ခုကိုမိတ်ဆွေတို့အတွက်တည်တည်ကြကြရှင်းလင်းပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးပါနော်ဘာသာလည်းမကြိုက်ပါဘူးတူတူကြိုက်တာပါဦးနဲ့အတူတူကြိုက်တာပါတစ်ဖက်ကမကြိုက်ပါဘူးအေးမထားလိုက်ပါဦးနဲ့တဲ့ကြပြန်ဟိုကြက်ရကြောက်စရာကြီးပေါ့ကွာသဘောကဦးနဲ့ရှက်တာပေါ့မဟုတ်ဘူးသမီးကဘာမှမဖြစ်ဘူးသမီးကလူငယ်ဦးနဲ့သမီးလူပညာချစ်လို့ဟိုအဲ့လိုပဲအောင်မိတာအဲ့ဒါသူများတွေဦးနဲ့သူများကြီးပဲပြောရင်ဦးနဲ့အသက်40လောက်ပဲရှိရတယ်သမီးနဲ့4နှစ်လောက်กว่าပဲသူများတွေချစ်မှာဦးနဲ့ကြည့်အောင်မကြည့်ယူပကောက်ကြည့်အောင်ယူပကောက်ဦးနဲ့60ဖြစ်နေပြီဘယ်လိုထင်ဘူးလေ40လောက်ပဲချစ်တယ်ဦးနဲ့ရှက်တာပေါ့သူလို့တာကျိုးကိုယ်နိုင်ပြောဟိုရှက်တယ်ရှက်တယ်လေဦးနဲ့အခုက father ဘတ်တွေပဲ father ဟိုဟာတွေပဲရိုက်တော့လေ तू လာပြောတော့ဟောထူးထူးဆန်းဆန်းကြီးပါနော်အဲ့ဒါ तू တွားပြီးတော့ဟိုဟာတွေကျွန်တော်နည်းနည်းလေးရှည်လို့ပြောလေဟိုမှာရှည်နည်းနည်းပြောလို့ရတယ်အကျိုးကြောင်းပြောပြချင်တယ်တဲ့ဒီပုံဟာတော့ तू ဦးကျော်ကြီးဆိုတဲ့အကောင့်တွားပြီးပြဿနာတွားရှာတယ်ဆိုတော့ကျော်ကြီးကောင်းဦးနိုင်မှာအကောင့်ရှိဘာလို့ကောင်းမရှိလဲကျွန်တော်ဦးနိုင်သားသမီးတွေကပိတ်ထားတယ်နော်ဒီနာမည်လည်းမဟုတ်ဘူးမတွားပြီးတော့လေတွားပြီးတော့မေးမဲ့ပြီးတော့မဲဟိုမဲတော့အဲ့ထဲကိုတွားပြီးတော့ဟိုကတော့လုပ်လိုက်သေးဘာလဲနေပါဟိုဘာလဲသွားရှာကြည့်လိုက်တယ်ဟိုဘာလေးဘာလဲမဟုတ်ပါဘူးဟိုကလုပ်လိုက်သေးဘာလဲတွားအဲ့လိုက်သေးတယ်အဲ့ဒီမှာဖုန်းမှာတော့ပြောလိုက်သေးတယ်အဲ့လဲအပီတော့ဦးနိုင်ကသူ့ပြန်ပြောတယ်အဲ့ဒါနောက်မှသိတာဟိုပြတော့အဲ့ဒါရဲကြီးอ่ะတော်တော်ကြာမှသိတာအဲ့ဒါလဲဦးနိုင်သူ့လေသူဟာဘိုးကိုနဲ့ချစ်တယ်ဆိုသူကကြိုးသားတာဟုတ်ဟိုသူကဦးနိုင်သမီးလောက်ပဲရှိသေးတယ်နောက်တစ်ခုကဘာလဲဆိုတော့သူချင်းလေးတွေကသူ့ရဲ့ချင်းလေးတွေကတလိုင်းသွားတယ်နော်သူ့ရဲ့ကိုယ်ပိုင်စတိုင်လေးကြိုက်တယ်ဦးနိုင်ကြိုက်တယ်နောက်ကြိုးသားတဲ့လူဦးနိုင်ကြိုက်တယ်နောက်သူချင်းလေးတွေကလည်းမိုက်တယ်တပည့်လူတွေလည်းမတူဘူးဟောဒါပေမဲ့ကိုယ်ကသမီးချင်းကြိုက်တယ်ဆိုအသိပြောပြရင်လည်းဟောပေါ့တနာသွားယူတယ်ထင်အောင်မယ်ကိုယ်တိုင်လို့ဘာတိုင်းလဲဦးနိုင်ဦးနိုင်တချင်းကြိုက်တယ်ဟာအဲ့လိုနဲ့သူကထူးထူးဆန်းဆန်းများသမီးပူပါတဲ့ဟိုတချင်းရဲ့ချင်းလို့သူဟောဒါတော့ငါ့ကိုဖာသာပတ်ဆိုတော့ဟုတ်ပြီငါဖာသာပတ်ဆိုတော့ဟိုစားကိုဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော်သူကဘယ်လိုအဖေတချင်းနဲ့အစ်စ်မယ်လို့ကိုယ်နဲ့အောင်းမိလိုက်တာပေါ့အဖေချင်းဆိုတော့ပြဿနာမရှိတာဒရမာရိုက်မယ်ပေါ့နော်ပြီးနေပြီးတော့သမီးတို့ဘာချင်းရိုက်မှလဲဆိုမဟုတ်ဘူးလေမရဘူးနဲ့အဖေချင်းရမှလဲကျယ်ရီကျွေးတိုင်းနေဟာကျယ်ရီကျဲမှာဦးနဲ့သမီးတစ်ဖက်ကြီးလိုက်ကြနေအဲ့ဒါကြီးကြဘာသာလည်းမကြိုက်ပါဘူးတူတူကြိုက်တာပါဦးနဲ့အတူတူကြိုက်တာပါတစ်ဖက်ကမကြိုက်ပါဘူးအေးမထားလိုက်ပါဦးနဲ့တဲ့ကြပြန်ဟိုကြက်ရကြောက်စရာကြီးပေါ့ကွာသဘောကဦးနဲ့ရှက်တာပေါ့မဟုတ်ဘူးသမီးကဘာမှမဖြစ်ဘူးသမီးကလူငယ်ဦးနဲ့သမီးလူပညာချစ်လို့ဟိုအဲ့လိုပဲအောင်မိတာအဲ့ဒါသူများတွေဦးနဲ့သူများကြီးပဲပြောရင်ဦးနဲ့အသက်40လောက်ပဲရှိရတယ်သမီးနဲ့4နှစ်လောက်กว่าပဲသူများတွေချစ်မှာဦးနဲ့ကြည့်အောင်မကြည့်ယူပကောက်ကြည့်အောင်ယူပကောက်ဦးနဲ့60ဖြစ်နေပြီဘယ်လိုထင်ဘူးလေ40လောက်ပဲချစ်တယ်အဲ့ဦးနဲ့ရှက်တာပေါ့ကွာဟာဒီအကြီးကိုဘယ်လိုလက်ခံကောင်းမလားဘယ်လိုကိုယ်နဲ့မလုပ်တော့တော့ကိုယ်နဲ့tiêuဆောင်တာလေမိသားစုဇလန်းလေးtiêuဆောင်တယ်အဲ့ဒါလေးများတယ်အဲ့ ECG ကိစ္စကိုကိုယ်နဲ့တိတ်မအောင်ပေါ့ကွာကိုယ်နဲ့ရမ်းရှက်တယ်ရှက်တယ်ဆိုတော့ဟိုမင်းသားမင်းသမီးမျက်လုံးချင်းစုံကြည့်ပါလို့ပြောရင်တော့မကိုကမျက်လာရင်ချဟဲ့ငါတော့မဖြစ်ဘူးနဲ့တူတယ်နောက်တော့မှဦးနဲ့လုံးဝဘာဖြစ်နေကြလဲကိုနဲ့ဝင်းရတာကိုတကယ်ကောင်းမလား
တော်ဟိုဖြစ်ရပါတယ်နောက်ပြီးတော့လူကကတော့သပင်လည်းမရှိဘူးကွာတဲ့နောက်သူကသပင်လည်းမထဲနဲ့တဲ့သူဘလူးတို့ကိုနဲ့အဲ့ဟာကြီးကသွားပြီးယူမလဲလို့ မိုက်တယ်လေခုသပင်မရှိရအောင်မိုက်နေတာရောသပင်ပေါက်လို့ပါတော့မိုက်တယ် အဲ့ဒါတဆူထိုးတော့ကျွန်တော်ကိုယ်နဲ့ရဲစဉ်းစားတာဘောနော်ငါဘာလို့ဘလူးလေးဘာလို့မှလည်းမသိတော့ဘူးအဲ့ဒါရိုက်ပြလိုက်ပါတယ်ဘာလို့ကလှုပ်ချင်တာလှုပ်တော့လို့ပဲဆိုပြီးတော့အဲ့ရိုက်ပြသွားတာ MTV ဒီဘုံနဲ့ရုပ်ရှင်ကိုင်း ကိုယ်ပြောမယ်ကိုယ်ပတ်မရနော်ကိုယ်နေရက်နဲ့ဘာလဲမသိဟိုဟာကမောင်တို့ရှင်းတခုရိုက်ဘူးလေနောက်ဘာလဲမိမိကဲတခုရိုက်ဘူးလေနောက်တော့နှာခေါင်းမွေးလေးနဲ့ဘူးတယ်မသိဘူးအဲ့သူရိုက်ဘူးလေအဲ့ဒီတော်ပြီးတော့ငါအဲ့အချင်းနဲ့လာမရိုက်တော့နဲ့ဟိုကလည်းမရိုက်ဘူးပြက်ကလေးလည်းမရိုက်ဘူးလို့ပြောပြက်ကလေးရိုက်ဆိုတော့တို့ ID ညနေပြုံးဆိုတော့ပြုံးတော့အကြာကြီးပြုံးရတယ်ကွာဒီမှာဆိုတော့ရုပ်ရှင်စကားတော့ပြင်းရလိမ့်ရှင်တယ်ကွာနောက်တော့ကိုနိုင်တို့ကလေဟိုပါပေါ့ကင်မရာရှေ့မှာပဲဖင်အောင်ကျဲတယ်ဟိုကတော့ပဲအကြီးကျယ်တာအကင်မရာနောက်ရောက်သွားသေအောင်ကြောက်တယ်အဲ့ဟိုပါပေါ့ရှိုးတွေပါဆိုကိုစုအမြဲတမ်းလွဲဟိုကိုနိုင်တို့ပြက်ဆက်တွေပဲကတယ်မှာဒိုင်လော့တွေမေးအောက်ကလူပေါက်ပြက်ပြောနေကြောက်အတူကိုနိုင်ချစ်လုံးရိုက်ပြီးမလုပ်တယ်ဘူးအဲ့သမီးတော်တော့ဦးနိုင် အများကြီးမလုပ်ရပါဘူး လုပ်တော့မလုပ်ပါသူရိုက်ထားတာလန်ပြန်ထွက်နေတော့ငါကြောက်တာဗောသိပါဒါသူကကလေးလေးတွေနေတယ်ဆိုတော့သဘာဝကြတယ်လေဆိုတော့ဦးနိုင်မှာဟိုဦးနိုင်စကဲ့ကြီးမှာဘယ်သူကဲ့ကြီးမသိလားဦးနိုင်သမီးနဲ့ဦးနိုင်ကွာအဲ့လိုဘာတွေဘေးရှောက်ရိုက်နေလဲလို့ဘာလို့ညာတော့ အရင်ဟိုလိုမျိုးကလေးကလား left sing ပေါ့မဟုတ်ပါဘူးဒါလေးက ပြောလို့မရဘူးသမီးကဦးနိုင်လေ့လာပြီလေ့လာကကြတော့ဒိုင်တာတွေ့ကြတယ်ဆရာမကြီး မြင်းမြန်နောက်ဆုံး အမဘန်ကောဘာလဲထိုင်းမှာလာမသိတွားရိတ်ထားတဲ့လမ်းပြန်ထွက်ပြီးတော့ဟေးကိုနဲ့သူ့တော့ချင်းဆူတယ်တဲ့ဒါပေမဲ့ तू ကကိုနဲ့တိတ်ချင်ပြီးမဆိုးပြသေးဘူး မဟုတ်ပါဘူး တနေ့တစ်ချိန်ကြာတယ်ဘာကောင်လဲဆိုပြတယ် ခုပြရရပါတယ်ဆိုပြကောင်းလို့ချက်မှာပါနော်ကျေးဇူးပါတယ်ဘိုးတို့ရိုက်ထားတဲ့ကျေးဇူးရအောင်အားပေးကြပါရှင် UHS Display Channel ကအစီအစဉ်တင်ဆက်သူကျွန်တော်ဦးလှရွှေပါဒီ channel မှာတော့နေ့စဉ်ဘဝအတွက်အသုံးဝင်တဲ့အထွေထွေဘူးတုတတွေစိတ်ဝင်စားဖွယ်သတင်းအကြောင်းအရာတွေတခါတလေတော့လည်းဟာတာနဲ့ဖြောပြမှုတွေကိုပါမျှဝေပေးနေပါတယ်ဒါကြောင့်ဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကိုအခုပဲစာရင်းသွင်းထားပေးပါနော်ဘေးကခေါင်းလုံးလေးကိုလည်းအားလုံးဖွင့်ထားပေးပါဒါမှဒီဗီဒီယိုအတစ်တွေတင်တိုင်းမိတ်ဆွေတို့အချိန်မီကြည့်ရှုနိုင်မှာဖြစ်ပါတယ်အားလုံးရဲ့အားပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ